တင်ငက်ကကြောက်ဆောင်ဘုတ်ကိုသူ့ရဲ့တတွေးတွေကိုအမြင့်တမ်းလေးတွေဖြစ်စတင်ထွေးထုတ်လိုက်ပါတယ်အဲဒီနောက်မှာတော့တလောချင်းစီထက်ကပြုလို့ရင်းတဲ့တတွေးတွေရှောက်တွေ့သွားတဲ့အခါမကြောတဲ့ခွက်ပုံစံငှက်တိုက်လေးဖြစ်လာတာပါငှက်တိုက်ရှာပွေသူတွေကဒီတိုက်တွေကိုဂူနေရန်တွေကနေခွာယူပြီးတန်းစင်အောင်စီးကြောလိုက်တဲ့အခါမှာတော့ဖြူပွေတောက်ပတဲ့ငှက်တိုက်တွေကိုရရှိပါတယ်ဒါကိုချက်ပြုတ်လိုက်တဲ့အခါမှာတော့လူတွေတောက်တုံကြတဲ့ပြပြနစ်နဲ့ငှက်တိုက်စုပ်ပြုတ်ကိုရရှိတာပါဒီငှက်တိုက်ကိုတောက်တုံခြင်းအဖြစ်အသားရည်ကိုပုံမူကျမ်းမှဆုပ်ပေးစေတယ်လို့ယုံကြည်ကြပါတယ်ငှက်တကောင်ဟာငှက်တိုက်တစ်ခုဖြစ်ဖို့ရက်သက်တစ်ပတ်ပေါင်းများစွာအချိန်ယူရတာကြောင့်ငှက်တိုက်တစ်ပေါင်းကိုဒေါ်လာထောင်နဲ့ရှိပြီးဈေးကြီးပေးဝယ်ရတာပါဒါကြောင့်လဲငှက်တိုက်ဟာကဘာပေါ်မှာတမိုးရှိဆုံးစားစတွေကတစ်ခုဖြစ်လာရတာပေါ့ငမန်းဆွဲတဲ့တင်မောသူတို့ဟာငမန်းတစ်ကောင်ကိုဖမ်းမိခဲ့ပြီးအဲ့ဒီငမန်းနဲ့ရှီထားတဲ့ဂျိုးကိုတင်မောအနောက်မှာရှိနှောလိုက်ပါတယ်။အမန်းကစတင်ကူးခတ်လိုက်တဲ့အခါမှာတော့သူတို့ရဲ့တင်မောကြီးကတရွေ့ရွေ့နဲ့စတင်ယူလျားလာခဲ့ပါတယ်။သူတို့က GPS ပြတ်သွားတာကြောင့်ပင်လယ်ထဲမှာရပ်ပေါင်းများစွာလမ်းပြောင်းနေခဲ့ကြတာပါ။စားဟန်ရီတွေကိုတောက်ငါးစိမ့်တွေကိုစားရင်းနဲ့အသက်ရှင်ဖို့ခက်ခဲစွာရုန်းကန်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူတို့ကအဲ့ဒီငမန်းကိုအင်ဂျင်တစ်ခုလိုအသုံးချပြီးပင်လယ်ပြင်ကိုဖျက်ကျော်ခဲ့ကြပါတယ်။၃ရက်တိုင်ငမန်းကသူတို့ရဲ့တင်မောကိုဆွဲခေါ်သွားပေးခဲ့ပါတယ်။ငမန်းတိတ်ဆုံးသွားတဲ့အချိန်မှာတော့သူတို့ကအဝေးကကျွန်းတကျွန်းကိုမြင်တွေ့ခဲ့ရပါတယ်။ပင်လယ်ထဲမှာ33ရက်တိုင်ဒုက္ခရောက်သူတို့ကကုန်းမြေပေါ်ကိုဘေးကင်းစွာပြန်လည်ရောက်ရှိသွားခဲ့ပါပြီ။ဒီမိတကျုပ်ပြီးတဲ့နောက်မှာတင်းရဲ့ရုပ်ပြတွေကိုတာမန်တိုင်းသိမ်းဆည်းထားမယ့်အစားအယောင်သွေးစုံနဲ့လှပတဲ့မီဟျူမီပန်းတွေဖြစ်လာစေဖို့တတုစားတွေနဲ့ရောစက်လိုက်ပါတယ်။ပြီးရင်တော့အရုပ်ပြတွေကိုမီဟျူမီပန်းရဲ့အကားခုံတွေထဲမှာခဏတကြအလုံးပိတ်ထည့်သွင်းလိုက်တာပါ။တင်းရဲ့မိသားစုဝင်တွေကသူတို့နှစ်သက်တဲ့အယောင်တွေနဲ့မီဟျူမီပန်းပုံစံတွေကိုစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။မီဟျူမီပန်းတွေကိုကောင်းတင်းရဲ့အမြင့်ပေရာနဲ့ရှိတဲ့နေရာဒီထန်တန်းသွားပြီးလှပနှုတ်နဲ့အလဲနှန်းတွေဖြစ်ပောက်ကွဲထွက်သွားမှာပါဒါဟာတင်းရဲ့ရှိခေရာသူတွေအတွက်တော့တင်းကိုနောက်ဆုံးအနေနဲ့လှပခန္ဓာစွာနှုတ်ဆက်ခွင့်ရမယ့်အခိုက်အတန့်မှာပဲကားတစ်ခိုးတွေကိုဖမ်းဆီးတဲ့ရဲတပ်ဖွဲ့ရဲ့ထောင်ချောက်တစ်ခိုးတယောက်ဟာကားတစ်စီးကိုဖောက်ဖင်းဝင်ရောက်ပြီးမောင်းထွက်မှုကြိုးစားခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာပဲကားဟာရုတ်တရက်ရက်တန့်သွားပြီးတကားတွေအားလုံးအလိုလျောက်ပိတ်သွားခဲ့ပါတယ်အခုတော့တခိုးကကားထဲမှာတင်ပိတ်မိသွားပါပြီသူပြစလဲဖြစ်နေချိန်မှာပဲကားထဲမှာတက်ဆင်ထားတဲ့လိုဝကင်မရာတွေကသူ့ရဲ့လို့ရတိုင်းကိုမှတ်တမ်းတင်ထားတာပါတကယ်တော့ဒါဟာရဲတပ်ဖွဲ့ကအကွက်ရှာစီစဉ်ထားတာပါသူတို့ကကားနောက်ခန်းမှာတံပိုးကြီးပစ္စည်းတွေကိုတမင်ချထားပေးပြီးကားတော့ကိုလည်းအထဲမှာပဲထားခဲ့တာဖြစ်ပါတယ်ဒါဟာတစုံတယောက်ကကားကိုခိုးယူဖို့လာရောက်ဆောင်နှမ်းချိန်မှာထောင်ချောက်ဆင်ဖမ်းမှုပဲဖြစ်ပါတယ်တခိုးကကားကိုမောင်းထွက်သွားတာနဲ့ရဲအရှိတွေကခါရုတ်တစ်ခုကိုနှိပ်ပြီးကားကိုအဝေးကနေရပ်တန့်လိုက်ပါတယ်တခိုးကကားထဲမှာပိတ်မိနေပြီးရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးတဲ့အထိဘယ်မှထွက်လို့မရတော့ပါဘူးအဆိုပါလိုဝက်ကင်မရာကရရှိတဲ့မှတ်တမ်းတွေကတရားရုံးမှာခိုင်လုံတဲ့သက်သေထောက်ထားတွေဖြစ်လာပြီးမြမှုကျူးလွန်သူများပြားကိုတည်တံ့ရှာမှန်းနိုင်ခဲ့ပါတယ်ဒီလိုထောင်ရောက်တွေကတချို့နေရာတွေမှာကားခိုးနှုံးမှုကိုချောချနိုင်ခဲ့ပေမဲ့အရှိုးကတော့ဒါဟာတရားမျှတမှုမရှိဘူးလို့ယူဆကြပါတယ်ရဲတပ်ဖွဲ့ကလူတွေကိုရာဇဝတ်မှုကျူးလွန်လာအောင်တမင်ဆွဲဆောင်တာလို့လည်းဝေဖန်မှုတွေရှိနေပါတယ်မိတ်ဆွေဒီလိုရက်ပေါ်မှာဘယ်လိုမြင်လဲဆိုတော့ကွန်မန့်မှာရေးပေးကြပါဦး